အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေအားလုံးပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာပေါ့နော်ကျွန်တော်ဗီဒီယိုမတင်ဖြစ်တာတော်တော်ကြာပြီပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးတင်ဖို့စိတ်ကူးရင်းနဲ့ Benefit ရဲ့အသစ်ထွက်ထားရပေါ့နော်2001 Plus ဆိုတဲ့ channel ကိုကျွန်တော်ဂီတာဂျိုလေးလုပ်ပြန်ဖြစ်ပါတယ်ဒီ channel ကိုတီးတက်တဲ့သူတွေကတော့ကြော်သွားပြီးလို့ရတယ်ပေါ့နော်မတီးတက်ပဲနဲ့ကျွန်တော်တို့ကာဘာဆောင်ပေါ့နော်အပျော်ဆိုနေတဲ့သူတွေအတွက်ကျွန်တော်ဒီ video လေးကို share ပြီးတော့မှရိုက်ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ channel ရဲ့ original key ကတော့ B flat key ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကန်ရအဆင်ပြေအောင်G position နဲ့ပဲတီးမယ်ကပူလေးကိုကျွန်တော်3မှညှက်လိုက်တယ်ပေါ့နော်အဲ့ဒါပဲကျွန်တော် G key နဲ့တီးမှာဖြစ်ပါတယ်အဲ့တော့ဒီရှင်းမှာပေါ်နေတဲ့ chord ရတော့ကျွန်တော်တို့ G ပါတယ်အဲ့တော့ G ရောကျွန်တော်တို့ဒီလိုပဲကတ်ကန်ကျွန်တော်ဒီလိုလေးပဲကတ်ရမှာเนาะစနေကိုကန်လို့ရတယ်ကျွန်တော်တို့ဒီလိုလေးကတ်မယ်ပေါ့เนาะပြီးလို့ရှိရင် G major 7 G major 7တော့ကျွန်တော် G ကန်တဲ့ position လက်တန်းလေးလုပ်ပြီးတော့မှဒီနှစ်ဘာရဲ့တစ်ကျူကိုကျွန်တော်လက်ညှိုးလေးနဲ့ဒီမှာဖြစ်ပါတယ်ဒါဆိုရင် G major 7ပြီး G7 ဆိုလို့ရှိရင်ဒီလက်ညှိုးလေးပဲရှေ့တစ်ဝက်ထိုးလိုက်မယ်အဲဆိုရင် G7ပြီးလို့ရှိရင် C major 7 C major 7ကတော့ကျွန်တော် C ကိုင်းတဲ့ position လေးကိုပဲလက်ညှိုးလွတ်လိုက်တာနဲ့ C major 7ဖြစ်သွားတယ်ပေါ့နော်ပြီးလို့ရှိရင် C minor ပါမယ် C minor ကတော့ဒီ B minor ရဲ့ B ဘက်မှာရှိတယ်ပေါ့နော်အဲဒါတော့ C minor ပြီးလို့ရှိရင် B minor ပါမယ်ပြီးလို့ရှိရင် E minor ပါမယ်ပြီးလို့ရှိရင် A minor ပါမယ်ပြီးလို့ရှိရင် D ပါပါမယ်သူရဲ့ streaming လက်ခတ်ပုံစံကတော့ကျွန်တော်ကတော့ဒီfirst နဲ့ pre နဲ့တော့ကျွန်တော်ဒီလိုလေးပါနော်ဒီလက်မဒီbase rule တော့ပေါ့နော်ဒီပြီးလို့ရှိရင်ဒီထန်ဂျုံနဲ့လက်ကလေးရတော့ဒီတစ်ဂျုံနဲ့နှစ်ဂျုံတွေကိုကျွန်တော်စုံတီးလိုက်တယ်ပေါ့နော်ဒီလိုလေးအဲ့လိုလေးစုံတီးရဲအဲ့တော့ကျွန်တော် intro လေးပေါ့နော်တစ်ခါလောက်တီးပြမယ်သူက intro first ကိုကျွန်တော်ဒီ chord တွေပဲအစလိုက်လေးတီးပါဖြစ်တယ်ပေါ့နော်အဲ့တော့ G ပြီး G major 7ပြီး G7 ပြီး C major 7ပြီး C minorပြီး B minor နဲ့ E minor နဲ့ကို power D ပါရယ်ပြီး A minor ပြီးလို့ရှိရင် D ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ rhythm ခတ်မယ်ဆိုလို့ရှိရင်လည်းဒီပေါ့ဒီက down up mute up ကျွန်တော် chorus တွေပိုင်းမှာအဲ့လိုမျိုးခတ်လို့ရပါတော့အဲ့တော့ down up mute ယူရတာကျွန်တော်တို့ဟို harmony ပိုင်းတီးရပုံစံမျိုးပဲပေါ့နော် down up mute up mute အဲ့လိုတီးရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တခြင်းလေးဖွင့်ပြီးတော့မှအတူ like တစ်ခါတော့ကျွန်တော်တီးပြအောင်ဖြစ်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေလည်းဆက်လက်ပြီးတော့မှပုံမှန်လေးပေါ့နော်တင်ပြအောင်ကျွန်တော်လည်းကြိုးစားပါမယ်အဲ့တော့ကျွန်တော် channel ကိုဒီနေ့ဒီအားပေးနေကြသူတယောက်စီအောင်လည်းကျေးဇူးအများကြီးတင်ပါတယ် channel လေးကတော့software 2K တောင်ပြည့်ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ကျွန်တော်လည်းပေါ့နော်ပုံမှန်ဗီဒီယိုလေးတွေကြိုးစားပြီးတင်ပြအောင်ကျွန်တော်ကြိုးစားပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye